မွေပွေးတိုင်းဒေသကြီးဟာလင်းမွေမြို့နယ်မွေဟောက်ရွာမှာမတ်မြတ်လျှောစီတို့အကြောင်းမညီညွတ်လို့ဘောင်းမီချုပ်ပြီးရေးသားလိုက်ပါဟာခေါင်းနဲ့တစ်ဆက်သေးပါမင်းနဲ့ကိုရှောက်ခဲ့တဲ့မင်းနဲ့ကိုရှောက်လန်းခဲ့တဲ့အဝတ်တွေကအခုဆိုရင်ခြောက်နေပါပြီဟာဒါတော့အင်ကြီးမီးတော့အရင်လိုကိုနဲ့မင်းပြန်ပေါင်းနိုင်ဖို့ကလေကောင်းချင်းဆန်တွေကဈေးတက်နေပြီဟာအချစ်ရဲတဲ့ကိုရင်နေခုံနေတာဖုံးကြီးမသိလို့ဖြစ်ပြီဟာမင်းစိတ်တွေကြောင့်ကိုယ့်ရဲ့ပဲကင်းတွေလည်းကုန်ပြီတဲ့ကိုမင်းကိုနှစ်သက်ချင်ပေမဲ့လေတဲ့မင်းကရင်ငုတ်ကျွမ်းတော့နှစ်သက်လို့မရဘူးဖြစ်တယ်ဟာ1500အချစ်တွေနဲ့မင်းစီကပြန်လာမဲ့စာလေးကိုလေးခွက်ကင်ပြီးစောင့်နေမယ်ဟိဟိတဲ့ကျွမ်းတယ်မလားတဲ့စာဖတ်တဲ့လူမားတယ်နော်တဲ့စိတ်တူတယ်နော်တဲ့ခွေးဟေးဟုတ်ရင်နာပေါ့နိုင်ဆရာကိုဆောင်ထားတယ်ဟာရေးတဲ့သူခွေးမာတယ်ဒီကလည်းစာပြန်ထားသေး